တဲ့မြန်မာကြောက်လေထိုင်းဇလန်နေကိုရီးယားဇလန်နေလိုမျိုးဒီအယ်ဘန်များတော့ကိုရီးယားတက်မှအဲ့လိုချစ်ခံမကောင်းလို့သဘောရဆွဲရဲဆိုတော့အပြင်မှာဆိုလို့ရှိရင်ရောညီကိုလိုပါပဲဒီမှာတော့ပတ်စံတောင်းတယ်ချွေးရကြိုက်ပါဒါကျွန်တော်ကညီကိုအရင်နေတော့ချစ်ဟုတ်တယ်ငါလင်းလိုပဲချစ်တာဟုတ်တယ်လေငါတို့ကြိုက်လို့မလားလေကိုအောင်မြင်လေးကျွန်တော်တို့ကသမင်းပို့စားတယ်ပေါ့အဲ့တော့အများကြီးပြောပါဘူးကိုစိတ်မကောင်းဘူးဆေးရတော့နားပါပဲဆေးရတော့သမင်းကဘယ်မှာစားမလဲညတယ်ကိုရဖုံးကြောင်ကတ်ထားတယ်ဘေးဝင်လေဘေးဝင်လေလမ်းလေးဖွင့်လမ်းပေါက်လေးဖွင့်လမ်းပေါက်လေးတော့နောက်ပြေးရရပါလမ်းပေါက်လေးဖွင့်ကိုယူချွေးရကြိုက်ပါဒါကျွန်တော်ကညီကိုအရင်နေတော့ချစ်ဟုတ်တယ်ငါလင်းလိုပဲချစ်တာဟုတ်တယ်လေငါတို့ကြိုက်လို့မလားလေဒီတဲ့မြန်မာကြောက်လေထိုင်းဇလန်နေကိုရီးယားဇလန်နေလိုမျိုးဒီအယ်ဘန်များတော့ကိုရီးယားတက်မှအဲ့လိုချစ်ခံမကောင်းလို့သဘောရဆွဲရဲဆိုတော့အပြင်မှာဆိုလို့ရှိရင်ရောညီကိုလိုပါပဲဒီမှာတော့ပတ်စံတောင်းတယ်အားနဲ့တောင်းတော့ပတ်စံမရှိဘူးကိုကြီးမိုးပေးသွားဝိုင်းပေးချပါရဲ့မြဲလို့မျက်နှာလေးကိုပြောနေတယ်တက်လိုက်တာလည်းရှင်းနေရှင်းသွားတယ်တဲ့ကြောက်တော်လေးကိုချတာအကိုကညီကိုချစ်လဲချစ်တယ်အမြင်မတော်နဲ့ဆုံးမလမ်းမရောက်မှလည်းအမြဲစိုးရင်ပြီးရနော်အားကြောင့်မို့လေးလေးစားချစ်လဲချစ်ရကျွန်တော်ကပေါ့သူတို့မှမပေါ့ဘူးကျွန်တော်နဲ့အတူတူတွဲပြီးတော့အလုပ်လုပ်နေကြတဲ့အနုပညာရှင်အားလုံးပေါ့လေနော်အားလုံးကိုကျွန်တော်ကအချစ်ခံစီချင်တာအချစ်ခံတဲ့နေရာမှာလည်းတကယ်ကိုကျွန်တော်ကိုယ်တိုင်လည်းဝမ်းစာပြည့်လို့တော့မဟုတ်ဘူးပေါ့လေနော်ပညာတစ်ခုအနေနဲ့အဲ့လိုမျိုးပေါ့လေရေရှည်ကိုလည်းကြည့်ပြီးတော့သူတို့စူးစမ်းစီချင်တာအဲ့ဒါကြောင့်မို့အမြဲတမ်းလည်းပြောဖြစ်တယ်ရတဲ့အချိန်မှာအလုံးမလို့ရတဲ့အချိန်လေးမှာဘာသာရေးပိုင်းဆိုင်ရာတွေကိုလေ့လာဖို့ကျွန်တော်အမြဲတမ်းတိုက်တွန်းတယ်ပြောတယ်ပြီးတော့စာဖတ်ဖို့အမြဲတမ်းသူတို့ပြောတယ်အဲ့ဒါလေးတော့ကိုတက်နိုင်တဲ့ဘက်ကတော့ပြောပြီးတယ်ပေါ့လေပြီးတော့ကိုတက်နိုင်တဲ့နေရာလေးကနေတော့ကိုနိုင်တဲ့လောက်တော့အမြဲတမ်းသူတို့တော့ support ပေးဖြစ်ပါတယ်ဘေးဝင်လေဘေးဝင်လေလမ်းလေးဖွင့်လမ်းပေါက်လေးဖွင့်လမ်းပေါက်လေးတော့နောက်ပြေးရရပါလမ်းပေါက်လေးဖွင့်ကိုကြီးကဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့သမင်းနဲ့ကျွေးရနေရာလေးပြရဖြစ်တဲ့အတွက်ကိုအောင်မြင်လေးကျွန်တော်တို့ကသမင်းပို့စားတယ်ပေါ့အဲ့တော့အများကြီးပြောပါကိုစိတ်မကောင်းဘူးဆေးရတော့နားပါပဲဆေးရတော့သမင်းကဘယ်မှာစားမလဲညတယ်ကိုရဖုံးကြောင်ကတ်ထားတယ်စားတယ်ဒီမှာတက်ရရောဒီလိုမျိုးဖြစ်နေရောက်လာနေလို့ကိုကြီးတို့ကြိုးလို့ဒီကုန်းရမျိုးရှိလားမရှိပါဘူးသူကလည်းသူသွားလို့လာလို့တော့ချဲမလောက်ကိုရအရင်ကစားလိုက်ပုံးမှာလည်းအစ်စီကိုရငါကိုကြီးပြီးသွားပြီအစ်စီစားလာပါဒါအကိုရဲ့ကြိုးစားမှုတွေအများကြီးရတယ်မှာကျွန်တော်တို့ဒီ state ပေါ်မှာလုပ်နေတဲ့အလုပ်တွေကကြတော့ဘယ်လိုပြောကျွန်တော်တို့ဒါမိသားစုတွေကိုတင်ဟောပေါ့ဖြောပြတာပေါ့လေနော်တခါလေဘယ်လိုပြောမလဲနှစ်ပါးကားတဲ့ချိန်တွေကြာရင်ဒါအိတ်ချိန်တွေရဲ့အခါမျိုးတွေရှိမယ်လေနော်ဒါ4နာရီ5နာရီဆိုတော့တကယ်အိတ်လိုကောင်းတဲ့အချိန်တွေအဲ့ဒီအချိန်မှာတချို့မိသားစုတွေကြတော့အိတ်ငိုက်နေရလေးပါလေတွေ့ရအဲ့တော့ကိုယ် state ပေါ်ကြည့်ပြီးတော့ဒီမိသားစုတွေအပေါ်မှာကြည့်ပြီးတော့မအိတ်ချင်ဘယ်လိုလုပ်ရမလဲဖမ်းစားမလဲဘယ်လိုဖြောပြရမလဲဆိုတော့ကိုယ်ကြည့်ရတာဗောလေကြည့်ပြီးတော့အားလုံးနဲ့ရန်ဒီဖြစ်ပြကိုဖြူဖြူနဲ့ဆိုလဲဒါပေါ့တကယ်တမ်းဆိုရင်အခြားစက်တွေဆိုလုံးခွင့်မပေးဘူးဗျာကျွန်တော်တို့မင်းသားပြားပြီးတော့ခေါင်းပေါင်းကြီးနဲ့ဒါပေမဲ့ကျွန်တော်ကဖြစ်တဲ့အနေအထားတစ်ခုမှာတော့ကျွန်တော်ထားပြီးတော့ကျွန်တော်လုံးခွင့်ပေးတယ်ကျွန်တော်ပြိုင်တယ်လို့ဆိုင်တယ်လို့နဲ့အဲ့လိုမျိုးမင်းသားကတယ်အဲ့ချိန်မှာသူကကိုဖြူဖြူနဲ့ကျွန်တော်နဲ့ကိုရှင်မိုးကြီးနဲ့အဲ့လိုမျိုးတည်းအဓိကကတော့ပရိသတ်တွေကိုအကောင်းဆုံးပြောကျွန်တော်ကတင်ဆက်ကြတာပျော်စေခြင်းနဲ့စေတနာဟောလေအဲ့လိုပါကျွန်တော်အကြောင်းမှာတော့ဒီသီးဥဆောင်မေဂျာတစ်ခုအနေနဲ့တော့မပါဘူးပေါ့အမရဲ့ဒါပေမဲ့မော်လေးကဒီရောက်ကိုတော့ဝါသနာပါတယ်ဝါသနာပါတဲ့အတွက်ရုပ်ရှင်တွေတော့အမြဲတမ်းကြည့်ဖြစ်တယ်ရုပ်ရှင်တွေအမြဲတမ်းကြည့်ဖြစ်တော့အဲ့ရနေတစ်စက်ကိုသင်ယူခဲ့ရတာတွေတော့အများကြီးရှိတာပေါ့လေ